hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် Roblox ဆော့ပြပါမယ်ဒါလေးလေ Roblox ဆော့ပြမယ်ဆိုတော့ခဏဆောင်နေဦးနော်ကျွန်တော်ဒီမှာဒီလေးဆော့ပြလိုက်Roblox ဝင်မဲစတာခဏစတာပါဒီလေးဆော့ပြပြီကျွန်တော်ဘာအထက်ရတယ်ကျန်းလို့ဆိုင်ရတာဈေးကြီးတော့ဆိုလာဗကစားစားသူနေတိုင်းရုံနေရတယ်တရာလည်းမရဘူးအမချိုးလိုက်ပါဗျာဟဲ့မင်းကဆဆဝင်လာနဲ့မင်းကတန်းခိုးอ่ะဆဆဝင်လာနဲ့တန်းခိုးอ่ะလားဘာလေဒီနာကပူရှင်လိုက်ကြည့်ရလားဗျကျွန်တော်ဝေထားတာဟုတ် Rainbow event ပါပြီးတော့ဒီဒီအကြီး Rainbow event ထွက်ပြီးမှကျွန်တော်အဲ့ဟာပြောင်းပြီးမှပြောင်းတဲ့ချိန်ကျမှဝေချပဲတော့တော်ကောင်းနေဘာလေဒီနာကပူရှင်ကအနာလေးအထက်မှာပါဝါကိုကောင်းမပါသေးဘူးခြားတယ်ခြားတယ်လာဘာကစတာစာတုံးနေတာလို့ပါတယ်နော်ကျွန်တော်ပတ်စံတော့ခုချင်းဒီလောက်တော့ရှိရပတ်စံဒီလောက်ရှိတော်ဈေးကြီးရဲ့ဒီကောင်ကြီးအမှ1 million နေအောင်ကျွန်တော်ဒီဘလို့ဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တစ်ချိန်တော့အကြာကြီးဆော့ပါဗျာလုံးဝကြာကြီးဆော့ရအဲ့ချိန်ကမှပတ်စံဒီပြေလာလားတဆောက်လာရှိနေကျွန်တော်စီမှာဒါပေမဲ့ဈေးမတန်ဘူးအကောင်ကဖုန်းဆောက်လာဈေးမတန်ဘူးဒီကောင်ဆို20လောက်ပဲရှိတယ်ဖုန်းဆောက်လာဈေးတာကြီးကဒါပေမဲ့ရားလောက်ဈေးကတော့မတန်ဘူးတို့ဆိုလိုက်ကတက်9000လေးတော့မှာကျွန်တော်တို့အလုံးကပြောထားလိုက်9000ရရင်ရိုးပတ်ပေး giveaway free ပေးမှာရိုးပတ်ကျွန်တော်ရတော့မှကျွန်တော်က robot 1000လောက်တော့ရှိတယ်။ဒါပေမဲ့ကျွန်တော် robot တွေမဖြုံးနေဘူး။ပြီးတော့မှဖြုံးလိုက်တော့မယ်။ Lupini pizza mini.အသေးတက်နေငါစကန်ပြမိမရမယ်ဘာလဲဒီနာကပူရှင်ပါဝေါမယ်ဘာလဲဒီနာကပူရှင်ငိုင်းပါဝေါမယ် sorry ပါနော်ကျွန်တော်ပကဒူကညာချောင်းအိုးကျွန်တော်ဒီမှာဒူရပြန်တော့ခိုးရဟိုအမေကျွန်တော်လိုက်လုံးနေတယ်အမမင်းဒီဆဲတော့ဝင်မရဘူးပကရောစပန်ကရုံးတော်ဆိုးရင်ဟလားတော်ဆိုးရဲ့လားစာဝါပြောင်းမှရတယ်မစာဝါပြောင်းမှရတယ်မစာဝါပြောင်းလို့ရတယ်မဟယ်လိုโอเคကျွန်တော်ပြန်ရောက်လာဟယ်လိုခဏစာဝါပြောင်းနေတယ်โอเคခုဘာလေးလို့ရင်ကောင်းဘာဝင်ကောင်းလဲဒီရောက်လာပူဟဲ့လားဟုတ်တယ်ရလာပူဟုတ်ပြန်ခလိုက်လီဝါလီတော့ဝင်လာလားvery sticky stick up အကောင်ကြီးလည်းမရသေးဘူးနော် blue stick up ကဒီမှာစောက်ထမတစ်ချက်ကြည့်လိုက် VIP အဲ့ဆိုရင်ဒီမှာ VIP အခန်းလေးရုံတော့ကျွန်တော်စောက် very stick up မပေါတော့မပေါပြခါရမလာရမထိပဲပါလာဗကစတာစာပမီဒါရောတော်ကျန်းနေအခုတော့ပတ်စံတော်များရတယ်အဲ့ဆိုပါလေနာကပူရှင်နိုင်များဝယ်လို့ရကလော့တယ်လို့ဖတ်တယ်လို့ဒလီလို့ဝယ်လို့ရတယ်တိုင်းဝယ်လို့မရဘူးအဲ့ရ 5.5k ဝယ်လို့ရတယ်ဘာမှမဟုတ်ကျွန်တော်စနေခင်းလည်းမစောတယ်နော်ကျွန်တော်ပြင်းလာပြီပေါ့နောက်ထပ်တခြားကတော့ဆော့ပါမယ်အားလုံးပဲဘိုင်မှာခဏ
အဲ့လိုဒီနေ့ဗီဒီယိုကဒီလောက်ပဲကျွန်တော်လည်းခဏ sorry ပါကျွန်တော်လည်းဒီကနေ့မစောချင်တော့ကျွန်တော်လည်းကာတွန်းကလေးကြည့်အောင်မယ်နော်ပြီးတော့မှဗီဒီယိုဆက်တင်ပေးပါရအားလုံးပဲဘိုင်ဘိုင်